ဆက်လက်ထုတ်လွှင့်ပေးမယ့်တေးဂီတအစီအစဉ်မှာတော့ရှစ်လေးလုံးဒီမိုကရေစီရေးတော်ပုံကြီးတွင်ကပေါ်ထွက်ခဲ့တဲ့ကဘာမချေဘူးဟေ့တေးသချင်းကိုနားဆင်ရှုစားကြရမှာဖြစ်ပါတယ်ရှင်။88ကျောင်းသားတွေလွတ်မြောက်နေမြေမှာပြန်လည်တည်ဆူအတန်သွင်းယူထားတာကိုဖိရာကစီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်ရှင်။My